promo တိုင်းမို့ဗျာအိမ်လင်မျိုး800ကျော်ပဲ bro ကဂုံစင်းနေမှာလားဒါပေမဲ့ကျွန်တော်ခုပြောပြလိုက်တဲ့နီးတွေကို bro လိုက်လုံးမဲ့ဆိုရင်တော့ promo တိုင်းမို့အလုံးပေါင်း1111 Oh my god အဲ့ဒါကြီးကတော့စောင်းကြမ်းတော့ရင်အဲ့ဒီရဲ့ထီတောင်မှာ bro ရနိုင်မှာခွဲရည်ကိုကျွန်တော်ပြပြပေးမှာဖြစ်ပါတယ်ဒီ video လေးကိုဆုံးဖြတ်ကြည့်လိုက်တာကြီးတို့ Okay ဆိုတော့ bro စောင့်မျှော်နေကြတဲ့ promo တိုင်းမို့ပြန်လာပြီဒါပေမဲ့သူမှာတော့ပြန်မလာဘူးပေါ့โอเคဗျာကဲဗျာကျွန်တော်1 day စင်မဲ့ဟာတွေပြောမနေတော့မှနဲ့စက်ဝိတ်စားဖို့ကောင်းတဲ့အရာတွေကိုကျွန်တော်ချက်တော့တွားကြည့်ကြမယ်တာကြီးတို့โอเคဆိုတော့ပထမဆုံးမူတူက bro promo time မအလုံးပါဘယ်နှလုံးထိပေးလဲပေါ့ပထမနေ့မှာ Royal Winter နဲ့ promo time က15လုံးရရှိမှာဖြစ်ပါတယ်လုံးရမဲ့တက်တွေကလေဗျာ crack ကိုလိုက်ရလောက်အောင်မှာခက်ခဲနေရမျိုးတော့မဟုတ်တာကြီးတို့ပြောပြမယ်ဂိမ်းထဲကိုလော့အိမ်ဝင်လိုက်ရောက်နေ promo time 20လုံးရယ်ဂိမ်းနှစ်ပွဲ bro ဆော့ရင်တော့ promo time နောက်ထပ်15လုံးရယ်ပြီးကြတော့ bro အနေနဲ့ကတော့ဗျာတငယ်ချင်းတွေတပွဲတူဆော့မှာဒါမှမဟုတ်လို့ရှိရင် diamond ဖြည့်မှာလားပေါ့ဗျာအဲ့ဒီနှစ်ခုထဲက bro တစ်ခုလုံးလိုက်ရောက်နေနောက်ထပ် promo time အလုံးပေါင်း20တိတိကိုရရှိမှာဖြစ်ပါတယ်ဟာမတို့က share ပေးနေတော့တိတ်တော့မစိုးဘူးပေါ့နော်ဒါလေးကတော့တက်တွေကတော့ရိုးရှင်းနေပေါ့နော် promo time တော့တရက်ကို55လုံးဆိုတော့နောက်ထပ်15ရက်ဆိုရင် bro တွက်ကြည့်လိုက်ပေါ့ဘယ်လောက်လဲမသိဘူးမလားကျွန်တော်မသိဘူးစားဆိုတော့55ကို15နဲ့ဖြောင်းလိုက်မယ်ဆိုရင်တော့အလုံးပေါင်း825လုံးရရှိမှာဖြစ်ပါတယ်ဆိုတော့အပေါ်ကျွန်တော်ပဲပြတဲ့ diamond 15လုံးနဲ့ထပ်ပုံလိုက်မယ်ဆိုရင်တော့ promo diamond အလုံးပေါင်း840တိတိကို bro ဒီနေရာမှာရရှိတော့မှာပဲဖြစ်ပါတယ်ဒါပေမဲ့အနည်းဆုံး bro ရမှာ869လုံးဒါအနည်းဆုံးเนาะအနည်းဆုံးပြတာเนาะအဲ့တော့ Janet စကိုလုံးရောဘယ်နေရာမှာရနိုင်မှာလဲပေါ့เนาะ Janet စကိုလုံးကိုတော့3လပိုင်း26ရက်နေ့မှာဘောက်တင်နဲ့ရောက်လာမှာပဲဖြစ်ပါတယ်အဲ့ဒီဘောက်တစ်ထဲမှာဆိုရင်တော့ promo diamond အလုံးပေါင်းတစ်1111အဲ့ဒီအထီတောင်မှာ bro ကရရှိနေမှာဖြစ်ပါတယ်မှတ်ထားနော်3လပိုင်း26ရက်နေ့နော်တာကြီးတို့ရောက်မှားမိစင်နဲ့အဲ့ဒီထဲမှာဆိုရင်တော့လူပေါက်များတာတော့အလုံးပေါင်း19လုံးပဲဖြစ်ပါတယ်ခင်ဗျာဒါမဲ့ကန်ကောင်းရင်တော့1111လုံး Oh my god တာကြီးတို့ promo diamond တို့ကိုတော့ Selena event ထဲမှာနဲ့ Alpha Legion bro ကဖောက်လို့ရတဲ့နေရာမှာအသုံးပြုလို့ရမှာပဲဖြစ်ပါတယ်ဒါအပြင် shop ထဲမှာဆိုရင်တော့ skin လေးတွေကိုလည်း bro ကလိုက်ပြီးဝယ်လို့ရမယ်ဒါအပြင် item လေးတွေကိုဗျာ bro နေစက်ပြေမှာကျုံလို့ရနေပါသေးတယ်တာကြီးတို့ဟာ promo diamond ကတော့တော်တော်အသုံးဝင်တာပဲဗျ shop promo diamond တော့3လပိုင်း26ရက်နေ့မှာ bro စတင်ပြီးတော့အသုံးပြုလို့ရမှာဖြစ်ပါတယ်မှတ်ထားတော့3လပိုင်း26ရက်နေ့တော့တာကြီးတို့ဆိုတော့ဒီ video လေးကတော့ bro တော့တကယ်ကိုအသုံးဝင်မှာဖြစ်ပါတယ်တကယ်ပြောတာ bro တို့ yes ဆွဲတို့ကိုမေးဝါခေလို့ပဲဖြစ်ဒါမှမဟုတ်လို့ရှိရင်တခု bro ပြန်ကြည့်တဲ့အခါမှာဆိုရင်တော့ဒီ video ကပျောက်ကောင်ပျောက်သွားနိုင်ပါတယ်အဲကြောင့်မလို့ဒီ video လေးကို like လေးပေးထားလိုက်ပြီးတော့ save လေ bro လောက်ထားလိုက် comment ထဲမှာဆိုရင်လည်း bro တယောက်ဝယ်ရှိတာကြောင်းမလို့ comment ထဲမှာ pass skin တွေဝယ်ဖို့စိတ်ကူးတွေရှိနေတာလေဆိုတာလေးကို comment အောက်မှာဝင်ရေးတော့ခေလို့ရမှာဖြစ်ပါတယ်ဒါနဲ့ဒီ video လေးကို bro download လုပ်ရှင် download လုပ်ထားလိုက်နော်တာကြီးတို့